င်္ဂလာပါရှင်ပကံကိုဖျားဝင်အောင်တက်တက်သွားနေရုံပဲလားကမ္ဘာရှေးအောင်မွေးနေ့တစ်ခုဖြစ်တဲ့ပကံကိုပြည်တွင်းမှာတာမကပြည်ပမှာပါနောက်ထပ်အထင်ကဲတစ်ခုနဲ့တွဲမှတ်ထားတာရှိပါတယ်မိဘမျက်စိချင်း hot air balloon ပဲဖြစ်ပါတယ်ဇီပထူအောင်2000ကျော်ရှိတဲ့ပကံကိုတမိုင်းဝင်တဲ့ AR မြင့်နဲ့အတူပနာတင်စွာလှပနေတာကိုနေထွက်ချိန်မှာကောင်းရင်ရန်ကနေရင်သက်ရှုမောဝဲကြည့်ရှုလို့ရတဲ့ညီမမျိုးကိုကြည့်ရှုခံစားခြင်းနဲ့ဆိုရင်တော့ hot air balloon စီစဉ်တစ်ခုတည်းကနေပဲကြည့်ရှုလို့ရမှာဖြစ်ပါတယ်။ကဲ hot air balloon စီမံနှစ်တိုင်းရဲ့အောက်တိုဘာလလယ်မှာစပြီး April first week အတွင်းမှာစီးနှင်းလို့ရပါတယ်။ weather situation ကြောင့်မှာလက်ရှိပကံမှာ operate လုပ်နေတဲ့ balloon company ၄ခုရှိပါတယ်။ balloon super ပကံ Oriental balloon နဲ့ STT balloon နဲ့ Golden Eagle balloon တို့ပဲဖြစ်ပါတယ်။ balloon စီးနှင်းရန်ခံမှန်းကြခြင်းဟာဆိုရင်45မိနစ်ဖြစ်ပါတယ်။ sunrise ချိန်မှာပဲစီးနှင်းလို့ရပါတယ်။ပြည်တွင်းပြည်ပစီးနှင်းတဲ့ဧည့်သည်များပြားလာတဲ့အတွက်ကြောင့်ဘလွန်စီးနှင်းတော့မယ်ဆိုလို့ရှိရင်တော့ကြိုတင် booking ပြုလုပ်ထားဖို့အတွက်အကြံပြုချင်ပါတယ်။ကဲဘလွန်စီးရမယ်လို့ဆုံးဖြတ်ချက်ချပြီးပြီဆိုရင်တော့ booking မတင်ခင်မှာသတိပြုရမယ့်အကြောင်းအရာလေးတချို့ကိုဝေမျှပေးချင်ပါတယ်။လက်တလောခွဲစိတ်မှုခံရထားတဲ့သူအတက်ယောဂရှိတဲ့သူနဲ့ကိုဝင်ဆောင်တဲ့မိခင်တွေရာဆိုရင်တော့ဘလွန်စီးနှင်းလို့မရပါဘူး။အသက်9နှစ်ယောက်ကလေးတွေလည်းစီးနှင်းခွင့်မရှိပါဘူး။အသက်9နှစ်ပြည့်သွားရဲဆိုပေမဲ့အရက်က၄ပေတလက်မအောက်ကိုရောက်နေတဲ့ကလေးတွေလည်းစီးနှင်းခွင့်မရှိပါဘူး။ဘာကြောင့်လဲဆိုရင်ဘလွန်ဘတ်စကတ်ရဲ့အမြင့်နဲ့အပြင်ဘက်ဘူးကိုကောင်းစွာမမြင်ရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။နောက်ပေါင်တင်280အထက်ရှိတဲ့သူတွေကတော့ဘလွန် flight တွေ2နေရာစာပေးဝယ်ရမှာဖြစ်ပါတယ်။ဒီလောက်ဆိုရင်တော့ဘလွန်နဲ့ပတ်သက်ပြီးတော့တချို့သောအကြောင်းအရာလေးတွေကိုသိရှိသွားမယ်လို့ပြောလင်ပါတယ်။ pressure ဝယ်ရမှန်းနေတာပါ။တတား